လူသူကဲမဲ့တဲ့ကျွန်းတကျွန်းပေါ်မှာအမျိုးသားတဦးဟာတယောက်တည်းအထီးကျန်စွာနေထိုင်နေခဲ့ပါတယ်။ဒီနေ့မှာတော့သူဟာကမ်းခြေမှာတောင်းတင်းနေတဲ့ခောက်ဆွဲထုတ်အခွန်တစ်ခုကိုတွေ့ရှိခဲ့တယ်။အထဲမှာတော့ခောက်ဆွဲ6ပေမရှိတော့ဘဲဟင်းခတ်အမွေးအကြိုင်ထုတ်လေးတစ်ထုပ်ပဲကြံနေခဲ့တာပါ။အဲ့ဒီဟင်းခတ်မုံနန့်လေးကိုရှူမိယုံနဲ့တင်သူ့မျက်လုံးထဲမှာမျက်ရည်တွေဝိုင်းလာရပါတယ်။သူဟာအဲ့ဒီအထုပ်လေးကိုအောက်ဆီဂျင်လိုမျိုးတန်ဖိုးထားပြီးနှာခေါင်းသားမှာကတ်ထားမိတယ်။အိမ်မက်တွေတဲ့အထိမှတ်ခဲ့ရတယ်လို့နိုးလာတဲ့အခါမှာလည်းဒါကိုပဲစိတ်ထဲဆွဲညစ်ခဲ့တာပါ။နောက်ဆုံးမှာတော့သူဟာခောက်ဆွဲကိုကိုယ်တိုင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါလေ။ကျွန်းပေါ်မှာရှိတဲ့အပင်တွေကိုထောင်းရေနဲ့ရောပြီးမုံနစ်လုပ်ဖို့စ조사ခဲ့ပြီးမြဲရွှွန်နွန်လိုအငဲရောင်အနှစ်တွေပဲရခဲ့တယ်။အဲ့ဒီအချိန်မှာပဲသူဟာငှက်အညစ်အကြေးတွေကိုတတိထားမိသွားပါတယ်။ငှက်တွေဟာကောက်ပဲသီးနှံတွေကိုစောက်လိရှိပြီးအစစ်အချို့ဟာမချေဖြတ်နိုင်ပဲပါလာတတ်တာကိုသူသိသွားတာပေါ့။သူဟာငှက်အညစ်အကြေးတွေကအစစ်အဆန်တွေကိုလက်နဲ့တခုချင်းစီစိတ်ရှည်လက်ရှည်ရှာဖွေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူရှာတွေ့ခဲ့တဲ့အစစ်အဆန်တွေကိုမြေဩဇာကောင်းတဲ့နေရာမှာစိုက်ပျိုးခဲ့တယ်။လာနေချီတဲ့အချိန်တွေကုံဆုံးသွားခဲ့ပြီးသူဟာကျွန်းပေါ်မှာငါးဖမ်းတာဥရိရှာတာတိရွက်နဲ့လက်ဖက်ရည်လောက်တောက်တာစတဲ့အသက်ရှင်တန်မှုနီးလန်းတွေကိုတက်မြောက်လာခဲ့ပါတယ်။ဒါပေမဲ့ဟင်းခတ်မုတ်ထုတ်လင်းကိုတော့နေ့တိုင်းသူ့အိတ်ကတ်ထဲမှာအမြဲတမ်းဆောင်ထားစေပါ။ဒီနေ့မှာတော့ခောက်ဆွဲပို့ဆောင်ပေးတဲ့လူတစ်ယောက်ကျွန်းပေါ်ကိုရောက်လာခဲ့ပါတယ်။သူ့ကိုအဝေးကနေစောင့်ကြည့်နေတဲ့အမျိုးသမီးတစ်ယောက်ကပို့ပေးခိုင်းလိုက်တာပါ။ဒါပေမဲ့သူဟာအဲ့ဒီခောက်ဆွဲပကန်းတွေကိုပြန်ပေးလိုက်ပါတယ်။သူကိုယ်တိုင်စိုက်ထားတဲ့ပြောင်းဘူးတွေမြေ့လာတဲ့အခါမှာတော့အစီတွေကိုထောင်းမုံနှစ်နေပြီးဝိုင်ဘူးလိမ့်နဲ့ပြားလောင်လိမ့်ပြီးတော့ခောက်ဆွဲသားလေးတွေခိအောင်လီးဖြတ်ပြီးမီးပေါ်မှာဖြုတ်လိုက်ပါတယ်။နောက်ဆုံးမှာတော့သူလနဲ့ချီတင်းဆဲထားတဲ့ဟင်းခတ်မုံထုတ်လေးကိုဖောက်ပြီးဖြည်းဖြည်းချင်းနယ်ဖတ်လိုက်ပါတယ်။သူပထမဆုံးဒလုတ်စားလိုက်တဲ့အခါမှာတော့ရှိုက်ကြီးတငင်ငိုကြွေးမိပါတော့တယ်။သူငိုရတာဟာအရသာအယမ်းရှိလုံးလို့မဟုတ်ပါဘူး။ငှက်အညစ်အကြေးတွေကအစိတ်တွေကိုရှာဖွေစိုက်ပြူးပြီးသူ့ရဲ့ဇွဲလုံလက်အားထုတ်မှုတွေနဲ့ကိုယ်တိုင်ဖန်တီးထားတဲ့ခောက်ဆွဲတပွဲထိညီလိုပါပဲ။သူဟာအချိန်မရွေးထွက်သွားလို့ရတဲ့ဒီကျွန်းပေါ်မှာသူ့ရဲ့မျှော်လင့်ချက်ကိုကိုယ်တိုင်တည်ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်။